Hello ကလေးတို့ရေဒီနေ့မမကကလေးတို့ကိုမေတ္တာတရားဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြပြအောင်လုပ်ဖြစ်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်မမတို့ပုံမြင်လေးစလိုက်ကြမယ်နော်။တခါကတောတစ်ခုရဲ့အနားမှာရွာတရားရှိပါတယ်။အဲ့ဒီရွာသူရွာသားတွေကကြံစိုက်တဲ့အလုပ်ကိုအသက်မွေးရဲ့ကြောင်းဖြစ်လုပ်ကန်ကြပါတယ်။နှစ်စဉ်နှစ်တိုင်းရွာသားတွေစိုက်ထားတဲ့ကြံတွေကိုတောစင်ရိုင်းတွေကလာရဆက်တောက်ပြီးရှိကြပါတယ်။စင်တွေကိုမောင်းထုတ်ဖို့ရွာသားတွေကအလဲကျကိဆောင်ရပါတယ်။ဒီနေ့တကောင်းမှမတွေ့ဘူး။ရွာသားတွေဟာကြံငင်းတွေအနားမှာယာယီတဲတွေထိုးပြီးကြံငင်းတွေကိုစောင့်ရှောက်ရပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဟေးလာကြငါတို့ကြံနေသက်ဆကြမယ်။အေးပါတောစင်ရိုင်းတွေဟာကြံနေစားဖို့ကြံခင်းကိုချစ်တက်လာကြပါတယ်။သူတို့လမ်းကြောင်းမှာရှိတဲ့အပင်တွေကိုလည်းနင်းချလာကြပါတယ်။အဲ့ဒီအချိန်ကြံခင်းစားဖို့တောင်းဝင်ကြတဲ့မိသားစုတစ်စုမှာလာသားအရွယ်ကလေးတယောက်ရှိနေပါတယ်။ကလေးတွေရဲ့ဖခင်ကကြံခင်းနဲ့အလုပ်လုပ်နေတဲ့အတွက်ယာယီတဲလေးမှာကလေးနဲ့မိခင်ဖြစ်သူတို့ပဲရှိကြပါတယ်။ကလေးလေးအိတ်နေချိန်မိခင်ကတဲရနာမှာထမင်းဟင်းချက်နေပါတယ်။အဲ့ဒီအချိန်စင်နီကရုတ်တရက်ကြံခင်းကိုရောက်လာကြပါအဆောင်တွေကတွေ့သွားပြီးဟာစင်နေပါလားစင်နေလာနေပြီဟေ့ကြည်ကြအဆောင်ရဲ့တတိပင်းမှုကြောင့်ကြံခင်းထဲမှာຢာသားတွေလည်းထပြေးကြပါတယ်ကြည်ကြဟေ့စင်နေအများကြီးလာနေပြီအဲ့ဒီအခါကလေးရဲ့မိခင်ကလည်းဗာသားများနဲ့မိတူထွက်ပြေးခဲ့ပါတယ်။ဟာမြန်ပြေးမှစင်တွေကလူတွေမရှိတော့တဲ့ကြံငင်းအောင်အားရပါရဝင်ပြီးစားတောက်နေတယ်။လူတွေလည်းထပ်ပြေးရင်စင်တွေနဲ့ခလန်းလိုက်ရောက်တဲ့နေရာမှာအချင်းချင်းပြန်စုဝေးကြပါတယ်။အဲ့ဒီအချိန်မှာဟင်ကျမရဲ့ကလေးကြံခဲ့ပြီလုပ်ကြပါဦး။အမလေးကျမရဲ့ကလေးကြံငန်းလို့ကယ်ပေးကြပါဦး။ခင်မုန်းဖြစ်သူကတော့သူမရဲ့ပို့ဆောင်မှုကိုတစ်တင်ပြောဆိုနေပါတယ်။ဒီတော်အသုံးကြတာပဲ။ကလေးရှိရဲ့နေရာမှာစင်ရုပ်ကြီးခံနေလို့ဘူးမှမသွားရကြဘူး။အဲ့ဒီအချိန်စင်ရုပ်ကြီးစီကနေအတန်တန်ထွက်ပေါ်လာပါတယ်။ဟာအချက်ပေးနေပြီ။ဒါကတော့စင်နေအတွက်အရေးပေါ်အချက်ပေးတယ်မှာ။အဲ့ဒီအတန်ကြားရတဲ့စင်ရုပ်ကြီးဟာတောအုပ်ထဲကိုတပြေးပြေးပြန်လည်ထွက်ခွာသွားပါတယ်။အဲ့ဒီအချိန်ကြံငင်းအနီးရတဲကလေးအနားမှာစင်မာကြီးတစ်ကောင်ရက်နေတာစင်မာကြီးရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်ကလေးမိခင်နဲ့အတူရာသားတွေကစင်မာကြီးအနားကိုပြေးသွားပြီးကြည့်ကြပါတယ်အနားရောက်လို့ကြည့်လိုက်တဲ့အခါစင်မာကြီးရဲ့ခြေထောက်ထဲမှာကလေးလေးကိုတွေ့လိုက်ရပါတယ်တကယ်တော့စင်မာကြီးကကလေးလေးကိုတခြားစင်နေရဲ့အန္တရာယ်ကနေကာကွယ်ပေးထားခြင်းဖြစ်ပါတယ်အဲ့ဒီနောက်စင်မာကြီးကကလေးလေးကိုသူ့နှမောင်းနဲ့ယူပြီးကလေးမီပြီးလိုက်ပါတယ်။ပြီးတာနဲ့စင်မာကြီးမှာတောအုပ်တွေကိုထွက်ခွာသွားပါတော့တယ်။မေတ္တာတရားဆိုတာလူတွေမှာသာမဟုတ်ပဲတရိစ္ဆာန်တွေမှာပါရှိရအောင်တွေ့သိလိုက်ရတယ်။ဒီပုံမြင်လေးတွေကရလိုက်တဲ့သင်ခန်းစာကိုကလေးတို့လည်းသိကြမှာပါ။တရိစ္ဆာန်တွေအောင်မေတ္တာတရားထားတတ်ကြတာလူသားတွေချစ်တဲ့ကလေးတို့ကလည်းတရိစ္ဆာန်လေးတွေအပေါ်မေတ္တာတရားထားပြီးကောင်းမွန်တဲ့ဘဝဖြတ်သန်းနိုင်ပါစေလို့မမကစိတ်မကောင်းတောင်းပေးလိုက်တာတတာ